past simple tense နဲ့ standard structure လေးတိဆောက်ကြည့်အောင်အရင်ဆုံး positive standard structure လေးကိုကြည့်အောင် subject plus verb to ed အမှဆိုရင် verb မြင်တိုင်း ed ထည့်လို့မရဘူး irregular verb လေးရှိရယ် regular verb လေးရှိတယ်ဒါလေးကိုတော့ခွဲခြားပြီးတော့သိဖို့လိုအပ်တယ်အဲ့တော့ငါမနေ့ကစာအုပ်တစ်အုပ်ဖတ်ခဲ့တယ်ဆိုရင် I read about yesterday ငါမနေ့ကကျောင်းသွားခဲ့တယ်အဲ့ဆို I went to school yesterday သူအလုပ်လုပ်ခဲ့တယ်She walk. Our past simple tense ရဲ့ negative standard structure လေးကိုကြည့်ကြည့်အောင် subject plus didn't plus verb 1 be found ဒီမှာဆိုရင် past simple tense လို့ပြောတာ verb က verb 2မဖြစ်ရဘူး didn't plus verb 1 be found ပဲဖြစ်ရမယ်အဲ့တော့ standard လေးတိဆောက်ကြည့်အောင်ငါမနေ့ကကျောင်းမသွားခဲ့ဘူး I didn't go to school yesterday ငါမနေ့ကစာအုပ်တစ်အုပ်မဖတ်ခဲ့ဘူးအဲ့ဆို I didn't read about yesterday past simple tense ရဲ့ question form လေးကိုတွားရအောင် this plus subject plus verb 1 be found verb ဒီအကောင်လုံးက verb 1 be found ပဲဖြစ်ရမယ်verb 2 ed မဟုတ်ဘူးမင်းမနေ့ကစာအုပ်တစ်အုပ်ဖတ်ခဲ့လား Did you read a book yesterday မင်းမနေ့ကကျောင်းသွားခဲ့လား Did you go to school yesterday အဲ့တော့မနေ့ပြန်ကြရင် past simple tense နဲ့မြန်မာလိုတွေ့ပြီးတော့အင်္ဂလိပ်လိုရေးကြည့်ရအောင် Bye see you in the next video